အားလုံးပဲမင်္ဂလာပါရှင် Moonlight Story NN ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Part 8မင်းရဲ့အတိတ်ကိုသိတဲ့လူနိုးလာပြီအဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်အောင်ခန့်ရဲ့ရင်ထဲတုံးလို့သွားခဲ့တယ်ဘယ်စေးရုံလဲသူချက်ချင်းမေးလိုက်တယ်ဖုန်းတစ်ဖက်ကလိပ်စာပြောလိုက်ပြီးခောက်ပြတ်သွားခဲ့တယ်မိုးရေတွေကြားထဲမှာအောင်ခန့်နဲ့တစင်နှစ်ယောက်လုံးငြိမ်သက်နေကြတယ်ကျမလည်းလိုက်မယ်တစင်ကတိုးတိုးလေးပြောလိုက်တယ်အောင်ခန့်ကခဏလောက်ကြည့်နေပြီးကောင်းပြီလို့ပြန်ဖြေလိုက်တယ်စေးရုံကိုရောက်တဲ့အချိန်အခန်းတစ်ခန်းရှိမှအမျိုးသမီးတစ်ယောက်ရက်နေခဲ့တယ်။သူမဟာဆန်ဒီအောင်ခန့်ဆန်ဒီကဝမ်းနေတဲ့မျက်နှာနဲ့လှမ်းခေါ်လိုက်တယ်။ဒါပေမဲ့သူမရဲ့မျက်လုံးတွေကသစင်ကိုမြင်လိုက်တဲ့အချိန်ချက်ချင်းပြောင်းလဲသွားခဲ့တယ်။သစင်ဆန်ဒီအံ့ဩသွားခဲ့တယ်။သစင်လဲတုန်လှုပ်သွားတယ်။ဆန်ဒီသူမတို့နှစ်ယောက်ကအချင်းချင်းသိနေကြတာထင်ရှားနေတယ်။အောင်ခန့်ကနားမလဲတော့ဘူး။မင်းတို့သိကြတာလား။သူမေးလိုက်တယ်။ဆန်ဒီကတပြင်းချလိုက်တယ်။အောင်ခန့်အမှန်တရားကိုသိဖို့အချိန်ရောက်ပြီးအဲ့ဒီအချိန်မှာပဲအခန်းထဲကလူနာကမျက်လုံးဖွင့်လာခဲ့တယ်။သူကအောင်ခန့်ကိုမြင်တာနဲ့တုံရီနေတဲ့အတန်နဲ့ပြောလိုက်တယ်မင်းအသက်ရှင်နေသေးတာလားအဲ့ဒီညကကားတိုက်မှုမှာသစင်ကမင်းကိုကယ်ခဲ့တာအဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်အောင်ခန့်ရဲ့ခေါင်းထဲမှာပုံရိပ်တွေတစ်ခုပြီးတစ်ခုပြန်ပေါ်လာခဲ့တယ်။ကားမီးရောင်တွေမိုးရွာနေတဲ့လမ်းမသွေးတွေနဲ့သစင်အောင်ခန့်ပြေးဆိုတဲ့အတန်သူ့ခေါင်းကိုကင်ထားရင်းအောင်ခန့်ဒူးထောက်ကျသွားခဲ့တယ်။ Part 9မှာဆက်ကြမယ်။